ခုကတော့အင်းဥစားချင်လို့ပေါ့နော်ခလောင်တီဈေးမှာမြန်မာစားတောက်တွေအများကြီးရတယ်လို့ပြောလို့အဲဒါကြောင့်မလို့အင်းဥသွားဝယ်မှာပါရည်ရွယ်ချက်ကအရင်ကြီးပါတယ်ဒါ MRT station ရောက်ရပါအင်းဥသွားဝယ်မလို့ပါဒီမှာသူကဗီဇာနဲ့လည်းစီးလို့ရပါတယ်တဲ့အဲ့တော့ဒီမှာကတ်ရမှာလားโอเคဒါဟိုဘန်ဒါတော့ဘန်ကတ်နဲ့စီးရပါတော့နော်ဒါပေမဲ့ဟိုမြန်မာနိုင်ငံက credit ဗီဇာပဲဖြစ်ဖြစ် debit ဗီဇာပဲဖြစ်ဖြစ်ဗီဇာကတ်တွေအကုန်လုံးနဲ့စီးလို့ရပါတယ်ဒီမှာကျမတို့စီးလက်မှတ်တိုင်ကခလောင်တေး BL24 စီးရမှာဖြစ်ပါတယ်ဒီမှာရေးထားတယ်ရထားလာဖို့4မိနစ်လိုပါသေးတယ်အကြာကြီးစောင့်ရမှာပါสถานีคลองเตยโปรดใช้ความระมัดระวังขณะก้าวออกจากรถဒီမှာexit 1ကနေပြီးတော့ထွက်ရပါမယ် exit ကဲဘယ်ဘက်ကိုရှောက်ရမလဲတော့မသိဘူးပေါ့နော်မြေပုံလေးကြည့်ရပါမယ်မြေပုံကြည့်ပြီးသွားရပါမယ်အခါမှလည်းမရောက်ဘူးလေနေပူလို့လေနေပူလို့မျက်နှာလည်းအလက်ချစ်တွေဆိုတော့ဘာမှလိမ့်လို့မရအဲ့တော့မျက်နှာဖုံးလေးနဲ့လည်းလာပါတယ်ဘူရာကနေဆင်းလို့ရှိရင်ညာဘက်ကိုချိုးရပါတယ်ညာဘက်ကိုချိုးပြီးလို့ရှိရင်10မိနစ်လောက်လမ်းလျှောက်ရပါမယ်10မိနစ်လောက်လျှောက်လို့ရှိရင်တော့ဈေးကိုရောက်ပြီလို့ပြောပါတယ် map ကပြောတာနော်ဒီဘက်ကလည်းဈေးတစ်သေးလေးပဲဒါလည်းဈေးပဲအထက်မှာဈေးရှိတယ်။ဘာဈေးလဲမသိ။ခလောင်ဈေးခွဲပေါ့။ခလောင်ဈေးနံပါတ်2လား။ဘာဈေးလဲမသိဘူးနော်။ဒီမှာလည်းကားပိတ်တာပဲတော့။ဟိုဘက်မှာနှမ်းမြင်နေတာခလောင်ဈေးပေါ့နော်။ဒါတစ်ဈေးလား။အော်ဒါကတော့တစ်ဈေးပါတဲ့ဒီမှာရေးထားတယ်။ဒါရောင်းနေရတယ်ဟပြောသည်။ဒါပြီးမော်စီရုံအများကြီးပဲဒါတွေကတော့အသီးတန်းတွေပေါ့နော်ဒီဘက်မှာအာလူချက်တော်လေးတွေကောင်းတယ်တော့မြန်မာချက်တော်လေးတွေဒါမြန်မာဆိုင်လေးဒီမှာအီကြကွေးတွေအကြော်တွေရောင်းပါတယ်မိုက်တယ်မြန်မာဟင်းတွေအများကြီးဒီမှာကိုရပစ္စည်းတွေဒီမင်းလေးတွေတော့ဒီမင်းလေးတွေဝယ်ပြီးတော့ဖိတ်စားခြင်းနဲ့ပြုတ်ပြီးသားရောင်းရင်တော့ပိုကောင်းတယ်။စက်တောင်လေးတွေလည်းကောင်းတယ်။ဒီမှာညငိုတီးလေးတွေလည်းရှိတယ်။ငါးတွေလည်းရှိတယ်။ဟိုမှာကျတယ်။ဟောညာရွယ်။အနမ်းတွေလည်းရှိတယ်။ဒီမှာကြည့်အသားငါးတွေအရန်ပေါ်တယ်ဆိုတာအဲ့ဒီပစုံနေတော်တန်နေတော့ဒီဘန်းလုံးမှာတက်ရတယ်ငါးတွေကနည်းနည်းလှုပ်ဟောဒီမှာအင်ဥတွေ့ပြီအင်ဥ140ဆိုတော့ထုတ်လိုက်ယူလိုက်မယ်လေအင်ဥစားချင်ကစမ်းရက်နဲ့စားရတာဆိုတော့ဒီမှာကစမ်းရက်လေးဘယ်လောက်လဲမသိဘူးနော်ဘာသာစီတက်ဆိုတော့အင်ဥက140ကစမ်းရက်က20အားလုံးပေါင်း160ပါအင်ဥလေးစားတဲ့အင်ဥလေးရလာပါပြီ140ပါဒီမှာလမ်းရှောင်နေတာပေါ့နော်တော့ what market ဆိုတော့ဒီမှာလေးဟောမှာလည်းတော့ဆိုပြီးတယ်ဒီမှာရှောင်းဆက်တယ်လေဝက်ခေါင်းကြီးပြင်းနေတယ်ဟိုဘက်အပြင်တန်းကတော့သူတန်းကားတွေရောင်းတာပေါ့နော်ဒီဘက်အထက်ကတော့ဒါကုံချောက်တွေရောင်းတာကုံချောက်တွေရောင်းနေဆိုပေမဲ့ဒီမှာအောက်ကကျန်းခင်းတွေကသူက
ဆိုနေအများကြီးရေချမ်းလို့လားမသိကိုနဲ့ကျတော့တိတ်မကဘူးပေါ့နော်ကိုကကျတော့အသားငါးဆိုလို့ရှိရင်တက်ပြီးတော့အစိမ့်တွေပါတယ်တိတ်မကရင်ချင်းချက်ပြီးသားလောက်ပဲစားချင်တာဆိုတော့အားကြောင့်မလို့စီးမပတ်တော့ပါဘူးဒီချီအောင်ချက်သားလေးလောက်တာလှပပလေးဒါကြက်တန်းပေါ့ကြက်တွေရွယ်ဒီမှာငချင်းဒီမှာငချင်းလားငမြချင်းလေငချင်းမဟုတ်နော်ငမြချင်းဒီမှာခဏလေးဒီမိုဒီလေးချစ်စရာလေးတော့ဒီမှာကမွန်ချင်ဒီပါလက်ခါစပါပြရမှာဟုတ်တယ်နော်ကမွန်ချင်မလားဟုတ်တယ်ကမွန်ချင်မွန်ချင်လိုက်မလောက်နဲ့30ပါ30ကမွန်ချင်ရမယ်3စီယူပါမယ် ပြေးလို့ရတယ်ယူလို့ရတယ် ငါပြည့်ရ ငါပြေးကြိုးရှိရနော်ငါပြေးကြိုးကျန်တယ်နဲ့ ဒီမှာရက်လေးကဒီရက်လေးကောင်းလိုက်တာဒီစစ်တမာတယ် 30ပဲညီမ ဒီမှာဒါကြီးတွေကဈေးဝယ်ပြီးလို့ရှင်လိုက်ပို့ပေးရတဲ့တမန်တီတန်လိုက်တာကြည့်ပါအောင်ဒီလောက်တစ်ချင်းလုံးမှ20တဲ့ သိတယ်အပေတော့အိုး မဟုတ်ပြီဒီမှာအဲ့ဒါညဝတ်လောက်ကိုရောင်းလဲဒီရဒီရ 180 နော် တပီတော့ ဒီလိုပြန်နည်းနည်းရောင်းလားနည်းနည်းရောင်းပေးလား နည်းနည်းရပြီ လောက်ကိုရောင်းပေးလဲအနည်းဆုံး 20 20ဘူးလားတိတ်မတက်ဘူး ဘာပဲဒီ အရန်စားစရာမတက်လဲစားလိုက် အာဦးဟာပါလို့ရွေးမလား ရွေးဦးမောင်လေးရွေးပေးဒီမှာအငင်းဝက်20ဘူးဒီမှာ1ကီလို180တဲ့အနည်းဆုံးဘယ်လောက်ကိုရောင်းပေးလဲဆိုတော့20ဘူးရောင်းပေးလိုက်ပါတော့ဒါပေမဲ့အများကြီးရတယ်20ဘူးရွေးပေးလိုက်ရအစားနဲ့ဆိုရင်မမြင်တော့လည်းမနေနိုင်တော့စားချင်တယ်မင်းစီကခုမှခင်းနေရဒါပေမဲ့ငါပြောဦးလေးလှုပ်ထားချစ်စရာလေးကျောင်းဖူးလေးဆိုလဲနှွာပြီးသားလေးဟိုမကြီးရွက်ထင်တယ်နော်ဘယ်လိုရောင်းလဲမသိဒီမှာဒါကတော့ဈေးပြင်ကိုရောက်လာပါပြီတကယ်တမ်းဈေးကတော့လေ9နာရီလောက်မှလာတာပိုကောင်းပါတယ်ဒီချိန်ခါနေလို့ရှိရင်အခုမှဈေးခင်းနေရပေါ့နော်သူကတော့လာတာနည်းနည်းတော့ပါတယ်ဒါပေမဲ့ဈေးရည်လည်းကုန်ပြီအခုလည်းရပြီဆိုတော့ပြန်အောင်မယ်အားလုံးနဲ့တက္ကပါ